တအောင်းပြည်ကောင်စီဖွဲ့စည်းမှုကိုလက်မခံဟုပြောဒေသခံလူမျိုးစုတွေရဲ့သဘောထားဆန္ဒမပါဘဲတအောင်းဖွဲ့စည်းတွေစုပေါင်းပြီးတအောင်းပြည်ကောင်စီဖွဲ့စည်းမှုကိုလက်ခံမှာမဟုတ်ပဲအပြီးတိုင်ဆန့်ကျင်သွားမယ်လို့ရှမ်းရက်ဖက်အဖွဲ့အစည်းတွေကမနေ့ဇွန်လ17ရက်မှာထုတ်ပြန်ပါတယ်ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦးတအောင်းမျိုးသားပါတီတအောင်းရက်ဖက်အစုအဖွဲ့တွေပါဝင်တဲ့တအောင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီတို့ဟာတိုင်းပြည်ကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ဇွန်လ9ရက်မှာထုတ်ပြန်ခဲ့တာပါဒေသခံတွေရဲ့သဘောဆန္ဒမပါဘဲစစ်အနိုင်တိုက်နိုင်၍နယ်မြေအုပ်ချုပ်ရေးထူထောင်ခြင်းဆိုသည်မှာလက်နက်အားကိုး၍နေချေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်အခုလိုအုပ်ချုပ်ရေးထူထောင်မှုပြည်내ဖွဲ့စည်းပုံအခြေခံမူရေးသားမှုဆိုရာမှာတိုင်းပြည်ကောင်စီအနေဖြင့်တရုတ်အစိုးရတို့မကြာမီတအောင်းတပ်ဖွဲ့နဲ့တွဲဆုံသွားဖို့ရှိတဲ့စစ်အစိုးရကိုအားကိုးပြီးပြည်내ဖွဲ့ပုံကိုအတိအမှတ်ပြုစေဖို့ကြိုးပမ်းမှုလားဟုတန်တရားဝင်မိတယ်လို့ဆိုပါတယ်တအောင်းတက်တအောင်းပါတီနဲ့တအောင်းရက်ဖက်အစုအဖွဲ့တွေပါဝင်တဲ့တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီတို့မှတအောင်းပြည်ကောင်စီဖွဲ့စည်း၍ရှမ်းပြည်လူထုနှင့်ဒေသခံလူမျိုးစုတွေနေထိုင်ရာနယ်မြေဒေသတွေကိုစစ်လက်နက်အားကိုး၍အာဏာရှင်စနစ်နဲ့အုပ်ချုပ်သွားဖို့ကြိုးပမ်းဆောင်ရွက်နေတဲ့အပေါ်လုံးဝအတိအမှတ်ပြုလက်ခံသွားမှာမဟုတ်ပဲပြင်းပြင်းထန်ထန်အပြီးတိုင်ဆန့်ကျင်သွားမယ်လို့ဆိုပါတယ်လက်ရှိတအောင်းပြည်ကောင်စီမှာဥဆောင်ပါဝင်တဲ့တအောင်းတပ်ဟာဒေသခံပြည်သူလူထုအပေါ်လူအခွင့်အရေးချိုးဖောက်မှုမကောင်းမှုတွေဇက်တိုက်ကျူးလွန်နေတဲ့အပြင်တအောင်းဖွဲ့စည်းတွေစုပေါင်းကမူရင်းဒေသခံပိုင်ရှင်ပြည်သူနယ်မြေတွေကိုအတင်းအဓမ္မတိုင်းနယ်မြေအဖြစ်ထိန်းချုပ်သတ်မှတ်ဖို့ကြိုးစားနေခြင်းဟာຫນွေဦးတော်လှန်ရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအပေါ်သစ္စာဖော်၍ရှမ်းလူမျိုးအပါအဝင်တခြားသောဒေသခံလူမျိုးစုတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုစိန်ခေါ်လိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်မြန်မာစစ်တပ်ရဲ့စစ်အာဏာရှင်စနစ်ကိုချုပ်ငြိမ်းအောင်တိုက်ဖျက်ခြင်းဟာတခြားအာဏာရှင်စနစ်တစ်ခုကိုအသက်သွင်းဖို့မဟုတ်ဟုမိမိတို့အနေနဲ့ယူဆကြောင်းရှမ်းပြည်ရဲ့တမိုင်းကြောင်းဒေသခံပြည်သူတို့ရဲ့နစ်နာချက်တွေကိုမတိနားမလဲပဲရှမ်းပြည်တွင်ရေးကိုဝင်ရောက်ဆွတ်ဖက်နေတဲ့ပြည်မနိုင်ငံရေးအဖွဲ့အစည်းတွေကိုလည်းပြင်းထန်စွာရှုံချတယ်လို့ဆိုပါတယ်တအောင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးကြီးမှာတအောင်းပြည်ကောင်စီကိုတအောင်းပြည်တော်လှန်ရေးကာလမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်ဖွဲ့စည်းဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်2021ခုနှစ်မတ်လ24ရက်နေ့မှာဖွဲ့စည်းတာဝန်ယူခဲ့တဲ့တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီကိုတအောင်းပြည်ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဆိုတဲ့မန်နိုင်ကြီး3ခုကိုထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ဖို့အတွက်ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းဆိုပါတယ်